ဘာလို့မှမသိတဲ့အစားအစာများနံပါတ်1အနေနဲ့ကတော့ချင်းအသားပြားဖြစ်ပါတယ်အိမ်မှာချင်းကိုက်လုံးလုံးစိတ်ညစ်နေတဲ့သူတွေရှိရင်နီလန်ကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးကြပါတယ်အကောင်းဆုံးနီလန်ကတော့လာကိုက်တဲ့ချင်းတွေကိုဝါစားပြလိုက်တယ်အာဖရိကရဲ့တချို့နေရာတွေမှာချင်းတွေကိုအသားလိုပြားပြီးတော့ဘာကအသားဖြစ်နေစားသုံးနေကြပါအာဖရိကမှာချင်းတွေကရိုက်မလောက်ဖြစ်နေပြီးတော့တခါတလေချင်းချီသွားမှာကိုတော့စိုးရင်ရပါတယ်အဲကြောင့်ကြံရမရတဲ့အဆုံးမှာတော့သူတို့လည်းဒီချင်းတွေကိုစားဖို့ဆုံးဖြတ်လိုက်ပါတယ်အသားပြားတစ်ခုကိုချင်းကောင်းရင်9သိန်းလောက်ပါဝင်တာမို့လို့တခါလဲမျိုးဖြုတ်ပြီးသားလည်းဖြစ်ပါတယ်နောက်ပြီးဒီချင်းသားတွေမှာကပရိုတိန်းဓာတ်တွေအပြည့်အဝပါဝင်တယ်အဲကြောင့်လက်ရှိဂျင်းစော့နေတဲ့လူကြီးမင်းတို့အနေနဲ့ပတ်ဆက်မကုန်မဲ့ပရိုတိန်းရခြင်းနဲ့ဆိုရင်ညတိုင်းချင်းတွေပန်းစားရုံပဲဖြစ်ပါတယ်နံပါတ်2အနေနဲ့ကတော့ငမန်းသားဖြစ်ပါတယ်ငမန်းသားလေးတူတူကိုပြောတာမဟုတ်ပါဘူးတကယ်ငမန်းသားကိုပြောတာဖြစ်ပါတယ်အခုအချိန်မှာငမန်းကိုနိုင်ငံတော်တော်များများမှာစားနေကြပါပြီဒါပေမဲ့အိုက်စလန်ဆိုတဲ့နိုင်ငံမှာဆိုရင်တော့ငမန်းကိုရိုးရိုးတန်းတန်းမစားကြပါဘူးငမန်းကိုအချင်းဖောက်ပြီးမှစားကြပါဘူးဒီကိုကလေးကညှိတဲ့ဟာကိုအချင်းဖောက်ထားတာဆိုတော့အနံ့ကတော့တော်တော်လေးပြင်းပါတယ်သူ့နှံဘာနဲ့တူတယ်လဲဆိုရင်အသားစင်း၅စီးတွေကအများဆုံးအင်တာနက်လေးပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီငမန်းသားကမချက်တက်ဘူးဆိုရင်လည်းအက်ဆစ်ဓာတ်များပြီးတော့အန္တရာယ်ရှိနိုင်ပါတယ်ဒီလိုမျိုးနန်းလည်းနန်းအနေနဲ့လည်းရှိတဲ့အစားအစာကိုဘာကြောင့်များစားနေကြသလဲဆိုရင်တော့စားခြင်းလို့စားနေတာဖြစ်ပါတယ်နံပါတ်3အနေနဲ့ကတော့လူပြိုလေးကြက်ဥပဲဖြစ်ပါတယ်ကြက်ဥကိုဘာကြောင့်များဒီနာမည်ပေးထားသလဲဆိုပြီးရှာကြည့်လိုက်မှအကြောင်းရင်းကိုသိသွားပါတယ်ယောက်ျားလေးတွေရဲ့ကျင်ငယ်ကြီးနဲ့ပြုတ်ထားတဲ့ကြက်ဥပြုတ်ပါကျင်ငယ်ကြီးတောင်မှရိုးရိုးကျင်ငယ်ကြီးဆိုမရပါဘူးလူပြိုစစ်စစ်ရဲ့ကျင်ငယ်ကြီးဖြစ်ရမှာပါဒါကြောင့်10နှစ်ယောက်ကျောင်းသားလေးတွေရဲ့ကျင်ငယ်ကြီးကိုပဲအများဆုံးအသုံးပြုကြပါတယ်ကျင်ငယ်ကြီးစိန်ထားတဲ့ကြက်ဥကိုအခေါ်ခွာလိုက်ပြီးတာနဲ့နောက်တစ်ချိန်ထပ်စိန်ရသေးပါတယ်ဒါမှသာအထက်အနှစ်ထဲကိုအရသာတွေစိတ်ဝင်ကြအောင်လို့ပါကျွန်တော်တို့ဝတ်သားတို့ဆိုင်မှာဘဲဥစားရတယ်လို့ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီဥကဘာကောင်းသလဲဆိုတော့ဖျားနေတဲ့သူတွေအတွက်သွေးလက်ပတ်မှုအားကောင်းစေပါတယ်ဒါကြောင့်အခုကြည့်နေတဲ့သူတွေထဲမှာတုတ်ကွေးဖြစ်နေတဲ့သူတွေပါရှိရင်ဒီကျက်ဥလေးစမ်းပြီးမိဝဲကြည့်ဖို့အကြံပေးချင်ပါတယ်နံပါတ်4အနေနဲ့ကတော့မြောက်အုံနောက်ဖြစ်ပါတယ်ကျွန်တော်တို့ငငယ်ကကြည့်ဘူးတဲ့အိန္ဒိယနာကျုံးဇက်ကားတွေကမြောက်အုံနောက်ဖွင့်စားတဲ့အခန်းလေးကိုမှတ်မိကြအောင်မယ်လို့ထင်ပါတယ်တကယ်တော့ဒီဟင်းပွဲကတရုတ်မှာတကယ်ရှိခဲ့ပြီးတော့ရှေးခေတ်တုန်းကနန်းတွင်းအစားအသောက်တစ်မျိုးဖြစ်ပါတယ်ဒီမြောက်အုံနောက်ဟင်းကိုနန်းတွင်းထဲမှာတော့ရကြီးခါကြီးတွေမှာစားလေးရှိပါတယ်ရုပ်ရှင်တွေကလိုပဲမြောက်ကောင်းဥယျာဉ်ပြားလှန်ပြီးတော့အထက်ကအုံနောက်ကိုစားရတာဖြစ်ပါတယ်ဒါပေမဲ့ရုပ်ရှင်တွေကလိုအစိမ်းတော့မဟုတ်ပါဘူးအုံနောက်ကိုတခြားချက်ပြုတ်ထားပြီးမှဥကောင်းခွန်ထဲမှာနှက်ထားတာဖြစ်ပါတယ်ဒီဘက်ခေတ်မှာတော့မြောက်အုံနောက်စားရတွေပျောက်ကွယ်သွားပြီဆိုပေမဲ့အာဖရိကဘက်တွေမှာတော့စားနေကြတယ်ဒါပေမဲ့အရင်လိုမျိုးမြောက်ကောင်းကြီးချပြီးစားတာမျိုးတော့မဟုတ်တော့ပါဘူးနံပါတ်5အနေနဲ့ကတော့လောက်တက်နေတဲ့ cheese ပဲဖြစ်ပါတယ်အစားအစာတစ်ခုကလောက်တွယ်နေပြီဆိုရင်ဆက်ကိုမစားသင့်တော့တာပါဒါပေမဲ့ cheese လုံးကြီးတွေမှာလောက်တွေတဲနေပြီဆိုရင်တော့ရွှေဘဲလို့ပြောလို့ရပါတယ်အီတလီနိုင်ငံမှာဆိုရင်လောက်တွယ်နေတဲ့ cheese တွေကတာမန်ထက်ဈေးပိုကြီးတက်ပြီးတော့အကောင်းဆုံး cheese တွေလို့သတ်မှတ်ကြပါတယ်ဒီ cheese တွေကလောက်တွေကတာမန်လောက်တွေနဲ့လုံးဝမတူဘဲနဲ့ချိုတဲ့ရတာရှိရလို့ဆိုပါတယ်ဒါကြောင့်အင်္ဂါရေခဲတက်တာထဲမှာ cheese တုံးကြီးလောက်တက်နေပြီဆိုရင်တခါတည်းသာကောက်စားလိုက်ဖို့အကြံပေးချင်ပါတယ်အဆုံးလေးကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်